ဟိုအရင်ကတည်းကငကားမျိုးနွယ်တွေနဲ့ဝင်းမျိုးနွယ်တွေဟာတိုက်ပွဲတွေခဏခဏဖြစ်သွားခဲ့တယ်စားကြည့်တဲ့ဝင်းမျိုးနွယ်တွေဟာသူတို့ရဲ့အဓိကစားအားအရင်းကြီးဖြစ်တဲ့ဝေဝေတွေရဲ့ခန္ဓာကိုယ်တွေကလူတွေကိုလာရောက်လူခံကြရတယ်သို့တော့ဝေဘရင်တိုင်းကသူတို့ရန်သူတွေကိုခုခံတိုက်ခိုက်နိုင်ခဲ့တယ်ဝေဘရင်တွေညီညပင်ပြောင်းလဲသွားစေကောင်းလို့အမျိုးတွေကတော့အစင်းစင်လက်ဆင့်ကမ်းသွားခဲ့တယ်ထို့သောလက်ဆင့်ကမ်းလာခဲ့ကြရာအခုတမဲ့ငွေဘရင်ဒါခီနိုလက်ထက်မှာတော့ငွေတိုင်းပြည်ဟာအပြောင်းအလဲတွေဖြစ်ပေါ်လာခဲ့တယ်မလေးတို့မူတိုင်းကြီးอ่ะရဲအေးချမ်းတာပဲနော်ဟုတ်တယ်ဗောတနာရဲ့ညီမတို့မူတိုင်းကြီးရရန်အေးချမ်းနေလေညီမလေးမသိလို့တခုတော့မင်းလို့ရမလားမေးလေညီမလေးကမင်းမလေးကင်မီကောက်တွေနဲ့ညီမလေးတို့ကဘာလို့မတည့်ရလဲမလေးရဲ့မတို့မူကြီးကကင်မီကောက်တွေနဲ့မတည့်တာမဟုတ်ဘူးမတို့လိုစိတ်ရှိတဲ့ကစ်ချင်များတို့ပြင်ခုတို့နဲ့လည်းအတဲဦးညီမလေးရဲ့သူတို့လည်းဘာလို့မတည့်ရလဲစိတ်ရှိတဲ့သရဝချင်းတူမတို့ကစွမ်းကြည့်လို့ဗောညီမလေးရဲ့တို့တွေမတို့မရှိနိုင်ပါဘူးဒါပေမဲ့ဘာဖြစ်လဲမမသူတို့ကငကားမိတ်ဆွေရဲ့ကူညီကိုရမယ်ဆိုရင်မတို့ရှုံးသွားနိုင်ရဲ့ညီမလေးရဲ့ဘယ်လိုလဲနိုင်မဲမကူပါနဲ့ညီမလေးရဲ့မတို့ရဲ့မွေးပင်ကြီးတာကီနိုကိုသူတို့မရှင်းနိုင်ပါဘူးမဖြစ်လို့လဲဆိုတော့မွေးပင်ကြီးကိုဘယ်လက်နဲ့ဘယ်ဆွမ်းနဲ့မှတက်လို့မရလို့ပေါ့ဒါဆိုရင်မွေးပင်ကြီးတာကီနိုကမသေးတော့ဘူးပေါ့မဟုတ်ဘူးညီမလေးရဲ့သူ့ကိုတစ်ခုနဲ့ပဲတက်နိုင်တယ်ဟာနဲ့လေအချစ်ချစ်ကပဲသူ့ကိုတက်နိုင်တယ်ဟောမတွေ့လားငူကြီးသွားနေကြပြီမေးလို့ဒီနေ့မွေးနေ့ဖျားမွေးပြီးညတာကီနိုတရခုအနှင်းမဲ့နေလေ
နဲ့ကိုယ်ရှောင်းမင်းမလေးဆိုတာဘယ်လိုလုပ် တီဦးလေးကိုရဲ့ဘာဖြစ်လဲပါကိုလည်းပြုတ်လို့ရှိရတဲ့ဆန္ဒကြီးနဲ့ပါတယ်ကိုဒါတန်တော်တို့လိုမျိုးလဲဆိုရင်လက်ကောင်းပါပဲနော် တန်တာလေကိုတို့လိုကိလိကောက်တာဆိုရင်ဟောတန်တာလေကိုတို့လိုကိလိကောက်လုပ်လို့ရတယ် တော်ပြီကိုတန်တော်မောက်ဆောင်လို့ဆို တန်တာကိုမချစ်ဘူးလား ချစ်တာဆိုကိုရဲ့တန်လာရဲ့တက်ကပို့ကိုချစ်တယ် လုပ်ပါတဲ့တာကိုတို့တိုင်းပြည်တော်ထဲမှာရန်စတဲ့နေရာမရှိဘူးသူကတောင်းဆိုမှန်းများပုံပြပြီးဒါပေမဲ့ ဘာမှတော့ဖြစ်လဲ ဒါပေမဲ့သူကတန်ရတန်ကြီးနေတယ်တခုခုတော့ပြန်တောင်းတယ် ဘာပဲတောင်းတောင်းဆောက်ရှိပါဘူးအကြီးကကိုနဲ့ကအတူနေရမယ်ဆိုရင်တန်တော်ဘာပဲတောင်းတော့အခုပြီးနိုင်ပါလေဆောက်ကိုကျွန်မတခုတော့တောင်းချင်လို့ပါ ဘာကောင်းကျင်တာလဲ ကျမဘယ်လိုလဲဆိုတာပါကျမကိမိကမျိုးနဲ့ဖြစ်ချင်လို့ မင်းကဘာလို့ကိမီကဘူးလဲဖြစ်ချင်တာလဲ ကျမချစ်ရတဲ့လူနေချင်လို့ပါ မင်းငါ့ကိုတစ်ခုပြန်လုပ်ပေးရမယ် ရှင်ဘာပဲတောင်းတာကိုကျမပေးပါမယ် မင်းတို့မွေးပြီးရင်ဒါကီလူရဲ့သူရှိပေးရမယ် ရှင်အဲ့ဟာတော့ ဘာလဲယူပေးနိုင်ဘူးလားယူပေးနိုင်ရင်မင်းလှည့်တာပြန်လိုက်တော့ တနာမင်းယူပေးနိုင်မှာပေါ့နော်လောက်ပါနော် ကျမယူပေးမယ်ဒါပေမဲ့ကျမကိုအချင်းတော့ပြီအခင်တို့ကိုတက်ရမယ်လက်နဲ့ကျမဒီ မွေးပြင်းကြီးကိုဘယ်လက်နဲ့ဘယ်ဆက်နဲ့မှတက်လို့မရလို့ပေါ့ ဒါဆိုရင်မွေးပြင်းကြီးတောင်ကတော့မသေးတော့ဘူးပေါ့ ငါဘူးညီမလေးကသူ့ကိုတစ်ခုနဲ့ပဲတက်နိုင်တယ် ဒါနဲ့လေ ချစ်ကပဲသူ့ကိုတက်နိုင်တယ် ဒီလက်နဲ့ကိုကျမဖန်တီးအောင် ကောင်းပြီမင်းကြီးမင်းတီးပါစေ ဆန္ဒကိုကမွေးဆိုဆန္ဒသိလား သိရပါကိုရဲ့ကိုကမွေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်စန္ဒာကတော့ကိုချစ်မှာပဲ ကိုဝမ်းသာလိုက်တာဆန္ဒရဲ့ ကိုရဲ့ကိုဘာတွေပဲဖြစ်နေပါစေစန္ဒာကိုရဲ့နာမငဲရှိနေမှာပါ မင်းဘာဖြစ်နေတယ်ဆန္ဒ ကျမဘာဖြစ်နေရလဲသိချင်ကျမရှင့်ရဲ့မွေးတူတူ ဘာငါမင်းကိုငါရဲ့မွေးပြီးပြလိုက်ငါသိတော့ပေါ့ ရှင်းတရားမသိကျမဘူးဆိုင်ကျမလိုချင်တာပဲကျမသိရှင်းစီကကျမမွေးမိတရားရင်ကျမစွာကြည့်ဆုံးဖြစ်တယ်ကျမကဘာလဲဆိုတာရှင်းမသိသေးပါဘူးရှင်းမသိခင်ကျမကဘာလို့လဲဆိုတာသိသွားတဲ့တော့ပေါ့ကျမငကားမစမလေးတို့ရေထွက်ခဲ့ပါအောင် ရိုးလဲမမသူ့ကိုတက်လိုက်ရအောင် ။ညို့ညီမလေးလောသေးနေအောင်သူစီအောင်မင်းတရားဦးလေသေး ရှင်းအောင်ဝင်ရပေးလို့ပြောနေရလေ ငါသိပါစေမင်းတို့ငါရဲ့မွေးပြီးတော့လုံးဝပြီးမှာ ။ရှင်ကတာကြည့်ပြီးတော့လေကျမစမ်းတာနဲ့ကျမရပြီ။ Sana. Minum ngau khulu lu de dua. Minum ngau ya bi kelas aja ya. ရှင်ကကလစားချစ်စင်ရှင်ကတက်ရှင်မှာကလစားချစ်ပြီးတော့သူ့ရှင်ကတူတယ်
Zara